င်္ဂလာပါကျွန်တော် MKKP မှာ passport နဲ့ပတ်သက်ပြီး PVPJ PJPJ CI2 PJ စာအုပ် level ရဲ့ဝန်ဆောင်မှုတွေရှိပါတယ်ခင်ဗျာပထမဆင့်အနေနဲ့ကျွန်တော်တို့တောင်းတဲ့ data ချက်လက်ကိုပြည့်ပြည့်စုံစုံပေးရပါမယ် data စစ်ဆေးပြီးဆိုတာနဲ့အစိုးရအခွန်ပါဝင်ကြားသိငွေအသေးစိတ်ကိုကျွန်တော်တို့တွက်ပေးပါမယ်ခင်ဗျာကျွန်တော်တွက်ပေးတဲ့ဈေးနှုန်းအဆင့်ပြေပြီဆိုတာနဲ့မိတ်ဆွေတို့ကျွန်တော်တို့ဆယ်ရငွေစကောက်ပါမယ်ဆယ်ရငွေလက်ခံတဲ့နေ့ရစပြီး2ရက်3ရက်နေရင်ကျွန်တော်တို့ရက်ချိန်ပေးလို့ရပါပြီမိမိတို့စိတ်ကြိုက် customer စိတ်ကြိုက်ရက်ချိန်ကိုလည်းကျွန်တော်တို့နဲ့ညှိပေးလို့ရပါတယ်ဥပမာ15ရက်နေ့မှာငွေသွင်းတယ်ကျွန်တော်တို့က18ရက်နေ့မှာရက်ချိန်ရှိတယ်ပေါ့နော်သွားနိုင်လားကျွန်တော်တို့ကဒီရင်ဆုံးခွင့်တောင်းပြီးတော့မေးမယ်အဲ့တော့မိတ်ဆွေတို့ကအဲ့ဒီရက်အဆင်မပြေလဲကျွန်တော်တို့ညင်းပြီးတော့မိအဆင်ပြေတဲ့ရက်နဲ့ကျွန်တော်တို့နဲ့ညှိနှိုင်းလို့ရပါတယ်တော့ဒါရက်ချိန်နေအတွက်ကျွန်တော်ရှင်းပြပေးတာပါအဲ့တော့တန်ရုံးကိုမိမိစိတ်ကြိုက်ရက်ချိန်အတိုင်းသွားတဲ့နေ့မှာပဲကျွန်တော်တို့ကြံငွေအားလုံးကိုပြီးချရပါမယ်ဒီလိုကိုယ်ကစာအုပ်လည်းတစ်မျိုးတည်းလုပ်တယ်ဆိုရင်တော့မနက်ပိုင်းတန်ရုံးဝင်ပြီးတော့ညနေဘက်လောက်ဆိုစာအုပ်တစ်ခါတည်းစောင့်ပြီးတော့ထုတ်သွားလို့ရတယ်ခင်ဗျစာအုပ်ဟောင်းနေစာအုပ်တစ်ထဲကိုပြီးကြပါချိန်မဲ့မိတ်ဆွေတွေအတွက်ထိုင်းတော်မောင်းရုံးမှာပြီးကြချိန်မိဖို့အတွက်ကျွန်တော်တို့အနည်းဆုံး9ရက်ကနေတစ်ပတ်ထိကျွန်တော်တို့အချိန်ထပ်ပေးရမယ်အဲဒီကြရင်တော့တန်ရုံးမှာစာအုပ်ထားခဲ့ရမှာခင်ဗျစာအုပ်လဲဖို့အတွက် UND စမတ်ကခုချိန်မှာပမာတန်ရုံးမှာပြဖို့မလိုသေးဘူးခင်ဗျအဲ့တော့ဒီချိန်မှာစာအုပ်လဲတာရင်တော့အကောင်းဆုံးပါပဲခင်ဗျကိုလဲလို့ရတော့လဲတာပေါ့နော်နောက်ဒီအချင်းတွေရပမာပြီးပြန်လဲရတော့ဘာလို့ဖြစ်လာခဲ့မှာကျွတ်တယ်ခုချိန်နဲ့လဲတာအကောင်းဆုံးပါပဲခင်ဗျကျေးဇူးတင်ပါတယ်